အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့အောင်မန်းညိုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကိုမင်းနေကြတယ်ပြောနေကြတဲ့အမျိုးတွေအတွက်အောင်မန်းညိုက YouTube channel မရှိဘူးလားရဲဘော်ညိုက YouTube channel မရှိဘူးလားလို့မေးနေကြလို့အခုကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့စတင်မိတ်ဆက်ပေးပြီးကြိုဆိုပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီအခုလက်ရှိမှာကျွန်တော်တို့စကမရဲ့ရုံးမှာရိုင်းဆိုင်မှုတွေဝါဒဖြန့်မှုတွေကိုဒီဘက်တော်လိုင်းအင်အားစုတွေကသူတို့ပြောသလိုမဟုတ်ကြောင်းသူတို့ဝါဒဖြန့်တယ်လို့မဟုတ်ဘူးဆိုတော့အကြောင်းအရာလေးတွေကိုကျွန်တော်မြင်သမျှတွေးသမျှဗီဒီယိုဖိုင်လေးတွေနဲ့အချက်လက်လေးတွေနဲ့ကျွန်တော်ရဲ့ပရိသတ်ကြီးကိုချပြတင်ဆက်ပြသတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးဗီဒီယိုတစ်ခုအနေနဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကနေပြီးတော့စကမကအုပ်ကြီးတွေဒလန်တွေရန်သူကိုနော်ရန်သူလို့တတ်မှတ်ထားတဲ့လူတွေကိုတောင်မှပထမဦးဆုံးအဲ့လိုပြောတင်ပြောထိုက်တာပြောတယ်ဘာတွေပြောလဲဘလူတွေသွားပြီးတော့ရန်သူကိုဘလူတွေဆက်ဆံလဲဆိုတာလေးကိုတစ်ချက်တော့ကျွန်တော်နဲ့တူတူကြည့်လိုက်အောင်ဗျာကျွန်တော်တို့ကဒီလိုပါလို့ကြပွားနေနော်အဲ့နော်ကျွန်တော်တို့ကစစ်ကောင်စီတိုင်းနော်ကျွန်တော်တို့နိုင်နေအကွက်ဖြစ်အဲ့ဒါသူတို့ရေးတာပါဒါပဲဖြစ်ဖြစ်စစ်ကောင်စီအားပေးနေကြတဲ့ပြည်နေဆိုတော့ကျွန်တော်တို့ကရန်သူလို့ပဲတမ်းတယ်အဲ့အခုတစ်ခါလာတာကကိုလေးကအမှန်တကယ်ပြောမယ်ဆိုရင်စစ်ကောင်စီတတိယကြီးအမျိုးကတော့အစိုးရမျိုးလုပ်ပြီးတယ်နော်ဟိုတိုင်းမျိုးလေးလုပ်ပြီးတယ်ဒီနေ့ကဒီခွင့်အဘာအမိထားနေနော်အဘတားမယ်သူ့လုံးဝတားပေးနိုင်လားတကယ်လို့တားလုံးလို့ဒီသတင်းပေးတာမလုပ်ဘူးနော်တားမယ်ဆိုရင်ကျွန်တော်တို့ကဒါပြည်သူတွေကပြည်သူတွေဒလန်အုပ်ကြီးရဲ့အဖေပြောနေတာတကယ်လို့ဒါမတားဘူးဒီတိုင်းပဲဆက်လုပ်နေမှာဆိုကျွန်တော်တို့ကပြက်ပြက်တာဒါပထမဆုံးချိန်ကျွန်တော်တို့ကဒီပေးခြင်းပါဟုတ်နော်ဒီရှင်းမယ်ဆိုညာပိုင်းလာရှင်းလို့ရတယ်ချိန်လေးလာရှင်းလို့ဟုတ်ပါဘူးဟုတ်ပါနော်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုးဒီပေးစလေးနဲ့တွားကျင်အဲ့ဒါလေးကြောင့်လူကြီးမလုပ်တော့ကြာဘူးဟုတ်မလုပ်လည်းဟိုကသတင်းထွက်နေနော်သတင်းပို့တယ်ဆိုတာကျွန်တော်တို့လူမျိုးကသတင်းပေးတဲ့လူကရှိတာကျွန်တော်တို့သတင်းပေးတဲ့လူဟုတ်တယ်လို့တော့သူသတင်းပို့နေတာမျိုးကပြန်ပြီးကျွန်တော်တို့သတင်းကြားလို့လာပြီးတော့သတင်းပြီးတာပြီးတော့ကျွန်တော်တို့ဒီမှာလာတယ်တို့ကျွန်တော်တို့ကလာပြီးတော့ကျွန်တော်တို့ကနော်ဒါကိုလေးစနစ်နဲ့လာပြောတယ်အဲ့ဒီအနေအထားမှာတက်လို့မယ်ဆိုရင်ကျွန်တော်တို့ပြက်ပြက်တာအရင်ပါဟုတ်ပါနော်ဟုတ်အဲ့ဒါသူကပြီးတော့လည်းအခုကျွန်တော်တို့လာသွားတဲ့ပိတ်ဆိုင်မှာဒီရွာသားတွေနဲ့ဘာမှမပတ်သက်ဘူးကျွန်တော်မျိုးပေါ်သတင်းရတယ်ဟုတ်တယ်အဲ့ဒါမျိုးဒီမှာကျွန်တော်ဒီလူကာကွယ်ရေးတပ်ဖွဲ့တွေလာတယ်နော်လူကလေးအိမ်လာတယ်အဲ့ဒီသာသာအကောင်းကြီးနော်ဟုတ်ခေါ်နေရဒါမဲ့ဒီရွာတယောက်မှမပါဘူးရွာသားတွေတော့ဒုက္ခမရောက်စေဟုတ်ပါဒီနေ့တဲ့ဒီဖြစ်နေနေတဲ့လူဖြစ်နေနော်တို့ရွာသားတွေဒုက္ခရောက်လာပြီဆိုတော့ကျွန်တော်တို့ကကျွန်တော်လည်းပြေးမလို့ပါဘူးဆိုတော့ဟုတ်ပါနော်အဲ့ဒါလေးတော့အမေတော့နော်အကုန်လုံးနော်အဲကျွန်တော်တို့ကပြက်ပြက်သားရဲ့ကျန်နာပြက်ဖို့အပြီးလေးစနေနဲ့လာလုံးဝတကယ်ထွက်တယ်မြို့ဘောကဒါလိုက်ရောက်တာနော်အဲ့ဒါမျိုးကျွန်တော်တို့ခွင့်ပြပါအောင်ခွင့်ပြပါနော်အဲ့ဒါမျိုးကိုဆိုလေးကိုတားပေးပါဒီတရေပို့ခိုင်ဒါမှမဟုတ်ဒီရွာသားကိုတခုခုဒုက္ခပေးမယ်ဆိုရင်ကျွန်တော်တို့ထပ်ရောက်လာပါလိမ့်မယ်အဲ့ဒီကတတိမပြီးတော့နော်ဒါနော်အဲ့ဒါကျွန်တော်ခွင့်ပြပါကျွန်တော်ချစ်တဲ့ပရိသတ်ကြီးလည်းအခုကြည်ပြီးလောက်ပြီပေါ့အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့တော်လိုင်းအင်အားစုတွေကရန်သူကိုတောင်မှမိတ်ဆွေဖွဲ့တဲ့ပုံစံမျိုးမဟုတ်ရင်တောင်မှကျွန်တော်တို့ပြပြတသားလုပ်လို့ရတယ်သို့ပေမဲ့ပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ်ရန်သူရဲ့မိဘကိုတွားရောက်တတိပေးတဲ့ဟာမျိုးဆိုတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေတော်လိုင်းဘက်ကဒီတော်လိုင်းပြည်သူတွေတော်လိုင်းမိဘတွေတော်လိုင်းဒီအင်အားစုတွေဘက်ကလည်းဘလောက်တောင်မှကျွန်တော်တို့မေတ္တာတရားတွေပေးလဲနော်လုပ်မယ်ဆိုလုပ်လို့ရတယ်နော်ဗီဒီယိုထဲမှာလည်းပါတယ်ကျွန်တော်တို့ရှင်းညင်ညဘက်ရှင်းလိုက်လို့ရတယ်ဆိုတဲ့ဟာမျိုးတွေပါတယ်အဲ့တော့အဲ့ဒါမျိုးကိုတောင်မှလက်အုပ်လေးတချီချီနဲ့တွားပြီးတော့ပြောပြတယ်ဖြောင်းပြတယ်အဲ့ဒါကိုမှနားမလည်ရင်တော့လဲဘယ်တက်နိုင်မလဲနော်အဲ့တော့ကျွန်တော်တို့အင်အားစုတွေတော်လိုင်းအင်အားစုတွေကလည်းဘလောက်ထိချစ်ဖို့ကောင်းပြီးတော့ဘလောက်ထိမေတ္တာတရားကြီးမားလဲဆိုတာရှောက်ကြည့်နေကြရမလို့ဒီဗီဒီယိုတပုတ်ကြည့်ုံနဲ့ကျွန်တော်တို့ပေါ်လွင်တယ်အဲ့တော့နောက်ဗီဒီယိုတစ်ခုက
ကျွန်တော်တို့ဒီရပိုင်းမှာလိုင်းပေါ်မှာတွေ့နေတယ်အဲ့လိုစကမကစစ်ခွေးတကောင်ပေါ့အဲ့လိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေကစစ်တပ်ကကောင်တွေကိုမိလို့ရှိရင်ဗီဒီယိုရိုက်မယ်ဆိုရှယ်မီဒီယာပေါ်တင်မယ်ပြီးွားရင်ရှင်းပစ်တယ်တို့ဘာတို့ပြောနေတဲ့ဗီဒီယိုဖိုင်တွေတွေ့ထားတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကဘယ်လိုပုံစံမျိုးတွေသွားနေလဲအခုလက်တလောဒါကျွန်တော်တို့ပြည်သူတွေလည်းသိတယ်တော်လိုင်းအင်အားစုအားလုံးပျော်ရွှင်ဝမ်းသာစရာသတင်းကတော့ဒီမောတောင်တနင်္လာတိုင်းကမောတောင်စစ်ခွေးစကန်ဒိန်းနဲ့အဲ့စစ်ခွေးစကန်ကိုဒိန်းတဲ့အချိန်ဒိန်းပြီးွားတော့မှကျွန်တော်တို့အရင်ကဒီစကမတက်ကပဲကျွန်တော်တို့ရဲ့အရန်လေးစားတန်ဖိုးထားရတဲ့ CDN ဘုံမှုတင်လင်းအောင်ကိုယ်တိုင်အဲ့နယ်မြေမှာเนาะ KNU KNL PDF တွေနဲ့ပူးပေါင်းတက်တွေနဲ့အတူတကွတိုက်ပွဲဝင်ပြီးတော့အခုမောတောင်စခန်းကြီးကိုရထားတယ်အဲ့မောတောင်စခန်းမှာခုနကျွန်တော်ပြောသလိုရှေ့ကဝါရဖြန့်နဲ့စကမစစ်ခွေးတွေဒီစစ်တပ်ကဝါရဖြန့်တလူမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုကိုတော်လိုင်းအင်အားစုဘက်ကိုပူးပေါင်းလာတဲ့စီရန်ဘုံမှုကဘယ်လိုဘယ်ပုံမိထားတဲ့စစ်ကောင်စီရဲ့စစ်တုံးမှန်းတွေကိုဘယ်လိုဘယ်ပုံရှင်းပြရဲဆိုတာလဲတူတူနားထောင်ကြည့်ကြမယ်20နှစ်ပေါ့နော်2020နှစ်ပါကျွန်တော်ဒီပြန်ဝင်နေဒီနေ့ဒီပွားပြီးတော့မှနိုင်လို့တွေကိုလိုက်ပြီးတော့မှကျွန်တော်တက်နိုင်တယ်တော့လိုက်ပြီးတော့မှဝိုင်းပြီးတော့မှလုပ်ပေးနေပေါ့နော်လုပ်နေတယ်အဲ့တော့ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရွေချက်ရှိရမယ်လားဟုတ်တယ်။နိုင်တဲ့ဘက်တွေကစစ်တိုက်တဲ့အခါမှာသူတို့မှရွေချက်ရှိတယ်။ဘာလဲသူတို့လူလူတို့များဖို့နော်။တိုင်းသားတွေဒီနေ့ပတ်သက်ပြီးဝင်ရရှိဖို့ပြီးလို့ရှိရင်စစ်မှန်သောဒီမိုကရေစီကိုရရှိဖို့အတွက်တော်လိုင်းတဲ့ဘက်တွေရွေချက်နဲ့တိုင်ပွဲဖို့အခုခင်ဗျားတို့တိုင်ပွဲဝင်ရတာရွေချက်ရှိတိတာ။ရွေချက်ရှိတိရကျွန်တော်တို့ဘာစစ်တပ်မှနေပြီးတော့စစ်တိုက်နေတာကအာရွေချက်ကြောင့်မှလို့ပြီးတဲ့လူရှိရင်ကျွန်တော်ပြောပြတိလားပြီးပါဘူးဒီတိုင်းလာတာထုတ်ပေးမယ်ရုပ်သွားဆိုရင်သွားရမယ်ဟုတ်လားဒီကဆန်တည်း26အောင်သာလေးပေးပြီးတော့မှတကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာခုနကျွန်တော်ပြောတယ်နော်တန်းစီခွေးနေကျွန်တော်တို့တက်ပတ်လန်းနေမှာခင်ဗျားတို့ထိုင်းမုတ်တွေပြီးလို့ရှိရင်60ဖြေလို့ရှိရင်လည်းခင်ဗျားတို့ဒီဟာလေးပဲတက်ခိုင်းနေတာဟုတ်တယ်မလားနော်ရဲဘော်စိတ်ဆိုပါလေဆိုတာကျွန်တော်ပြောသလိုရဲဘော်ချင်းချင်းပေါ့အားရှိတော့ဥဒါတရားအယောကြီးတရားသစ္စာစောင့်ကြည့်ပြီးရမယ်ဖြစ်တယ်နော်ခင်ဗျားတို့ကမှမင်းလည်းခင်ဗျားတို့ကမိတာတရားရှိတာအခုဒီမှာခင်ဗျားတို့တိုက်ခံရတော့ဆိုတဲ့ဟာဒီမှာဟိုဒီလိုမေးကြည့်တယ်စစ်ကြောင်းနှိမ့်မှုမေးကြည့်တိုက်ခံရတော့ကဘယ်လောက်ကြာကြိုပြီးလဲတော့9ရက်လောက်ကြာတဲ့ကျွန်တော်ကြိုပြီးနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ဆောင်းရှောက်ဖို့ခင်ဗျားတို့အသက်အိုးအိမ်စီးစိမ်ကာကွယ်ဆောင်းရှောက်ဖို့အတွက်ခင်ဗျားတို့မင်းအောင်လည်းမလုပ်ဘူးဘာမလုပ်ဘူးဒီတိုင်းပဲလုပ်ပေးထားလိုက်တာဟုတ်တယ်မလားဒီခင်ဗျားတို့ဒီရတရင်မူကလည်းဒီတိုင်းပဲနီးပြားကုန်းကြားမကြောက်စောင့်နေတာဒီကောင်ကလည်းနီးပြားကုန်းရှိလို့ရှိရင်ခင်ဗျားတို့နီးပြားကုန်းရဲ့ဒီပေမကုန်းရဲ့နှကုန်းရှိလို့ရှိရင်နီးပြားကုန်းနဲ့ဆိုရင်လည်းနည်းနည်းခံနာတာပဲနှစ်ခုခံရင်တော့ခံနာတာပေါ့နီးပြားကုန်းလည်းကြားပြီလဲဆိုလဲဆိုတော့ဘာလုပ်လဲခင်ဗျားတို့နီးပြားကုန်းကောင်တွေဖြစ်ချင်ရပြီငါတော့ပြေးမယ်တန်းပြေးတော့တာပဲမိတန်းအောင်ပြေးသွားတယ်ပြီးတော့နောင်ဘက်ကနေပြီးတော့တက်ကိုပြန်မဲ့အနေထားမျိုးနဲ့ရှိတာပေါ့နော်ဒါကတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့ तू ကခင်ဗျားတို့ကတိုင်းမှုကလက်ရှိတော့ဆိုလို့ရှိရင်နာမည်စင်းမရောက်တယ်ပေါ့နော်တိုင်းမှုကတေးရုံတက်နေတယ်လို့သိရတယ်တိုင်းမှုမရှိပဲလေ तू ကခိတတိုင်းမှုလုံးနေတဲ့လူကသူ့အောက်ခြေရဲဘော်တွေရဲ့အတက်အိုးကြီးစီးတယ်ငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးနော်သူတော်မှကိုလိုယုံပြီးတော့ပြေးတယ်နော်ဒါနဲ့ရေလေးတလက်ပါဝိုင်းနော်စစ်တက်မှာဘာဖြစ်ပါအိမ်နာမေးမှာဟုတ်တယ်မလားအားပါထားခဲ့နော်တီတန်တို့ဘဝဆက်သွားမှာတီတန်တာပြီးဒါကြီးကြံနေလို့ကိုလိုယုံပြီးတော့ပါဖက်ပြေးသွားတယ်နော်အဲ့တော့သူတို့မရောက်နိုင်တဲ့ဒီတိုင်းပဲသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာရုသူ့ရဲ့စီးစိမ်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကဟိုအရင်ကလေးကတီးလို့အေးစစ်စစ်ကျွန်တော်ဒီဘက်ကိုပြောင်းပြီးတော့မှကျွန်တော်ဒီဘက်တော်သားတွေနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရွေချက်ရှိတယ်ရှိတယ်နော်မောတောင်တိုက်တယ်ဘာကြောင့်တိုက်လဲမောတောင်ပြည်လူများဖို့အတွက်နော်ပြီးလို့ရှိရင်
နေနေမှာတိုင်းနာကိုစစ်မှန်တဲ့တိုင်းနာကိုရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့အတွက်ဒီထဲမှာရဲရင်းနဲ့ပါတယ်ဟုတ်တယ်နော်ရဲရင်းအများကြီးပို့ပြီးတော့မှဘောပေါက်မှာပါနော်အဲ့တော့ရဲနဲ့ပတ်သက်ပြီးတော့မှလည်းမင်းအောင်လိုက်မလုပ်ဘူးရဲတကယ်ဖြစ်လာရင်ဘာမှတော့မပြီးဘူးဒါပေမဲ့ခင်ဗျားတို့ဒီဂိတ်ကနေပြီးတော့ဒီရက်ကိုခင်ဗျားပတ်စံ3000လောက်ရှာပေးနေနိုင်တော့ခင်ဗျာကာယကတိုင်းမှုကအဲ့လိုဟာနှစ်လေးကနှစ်လေးဒီမှာတောင်းကြတဲ့ဒီရဲဥမှာဒီရဲဥပြီးတော့မှထားပါတော့နိုင်ငံတကာစစ်ပွဲတွေမှာကြည့်သုံးမှန်မိသွားလို့ရှိရင်မလုပ်လေကိုဘက်ကနေပြီးတော့မှအဲ့သုံးမှန်တွေဒီမှာထားတယ်လို့တော့ရတယ်ကိုလူတွေကိုဘယ်လိုပြရမလဲဆိုတဲ့ဟာတွေအများကြီးစီစဉ်ပြီးတော့မှလုပ်တယ်ကျွန်တော်ကားတွေပါလေဟုတ်တယ်မလားတော့စီမှာပုံမှန်ပြကြတယ်မြောက်လိုက်နေလေဒီစီနော်ဘောလုံးပွဲမှာသွားပြီးတော့လက်ကုပ်တီးပြီးအားပေးလိုက်ဒီကျေးမှုပါလေဟိုကားရည်တီးပြိုင်ပွဲတွေမှာဟိုကလှုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ကျွန်တော်တို့ပေါ်မှာဘာတန်ရောသိမှမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပေါ်မှာတန်ရောသိမရှိလို့ရှိရင်ကိုကအဲ့ဒီလူတွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ရွေချက်ညီမညာရှိတဲ့လူတွေနဲ့ပဲအတူတူကျွန်တော်တို့ကတော့စစ်တိုက်တာပုံပြီးတော့မှအိဗယ်ရှိရဲဆိုတော့ကျွန်တော်ပြောချင်တာပါနော်အများကြီးတော့ပြောစရာရှိရဲနော်ဒါပေမဲ့ကျွန်တော်တို့လည်းနားထောင်ရမှာနည်းနည်းဘလောတဲ့စစ်သားဘဝကနေချက်ချင်းသုံးမှန်းဖြစ်လာတဲ့ခါကျတော့ခင်ဗျားတို့လည်းကျွန်တော်ပြောတဲ့စကားကြီးနားထဲမှာကန့်လက်ဖြစ်နေလိမ့်မယ်ဒါပေမဲ့တော့ခင်ဗျားတို့ကတကယ်စစ်တပ်မှာတကယ်တစ္ဆာခံခဲ့တဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ကတစ္ဆာဖောက်ခဲ့တဲ့လူတွေဒါပေမဲ့ဟိုမှာတိကျဆရာကြီးတယောက်ပြောတဲ့စကားလေးကျွန်တော်ဒါသဘောကျတယ်နော်သူဘာပြောလဲဆိုတော့မင်းတို့စစ်တပ်ကိုတစ္ဆာဖောက်သွားရင်တစ္ဆာဆူးလိမ့်မယ်တစ္ဆာရှိလိမ့်မယ်တစ္ဆာဆူးအောင်တစ္ဆာကျန်းကျင်ခိုင်းတဲ့ကောင်းအောင်ဘယ်လောက်ထိတစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျန်းကျင်တဲ့နိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့သက်သားသေးဘုရားမှာဟုတ်တယ်မလားနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တစ္ဆာကအဲ့ဒီနိုင်ငံတော်လမ်းတိုင်းမှာဆိုတဲ့ကောင်တွေကတစ္ဆာမရှိတယ်ကျွန်တော်တို့အဲ့ဒီတစ္ဆာထူးတရားအကြောင်းကိုမရှိဘူးနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီမှာခင်ဗျားတို့အေးအေးဆေးဆေးနေမယ်ဆိုရင်ဒီရက်ဖွဲ့ရအကုန်လုံးအေးအေးဆေးဆေးပဲအားပါပဲဘာမှခင်ဗျားတို့လက်ပြတယ်နော်ကိုရာကြေးရလည်းမရှိဘူးဒိုက်တာနဲ့တာလည်းမရှိဘူးเนาะဒီကယူဝမှုတို့ဘာလို့ဒီကပွဲတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ဆိုရင်၄ခေတ်ကောင်မှာကျွန်တော်၄ခေတ်ကောင်နဲ့စီပြန်လုပ်တာကျွန်တော်မျိုးသမီးကဒီဘုံပြင်းတက်ထဲမှာเนาะတက်ထဲကနေကျွန်တော်ညာကြီးခိုးထွက်ခိုင်းတယ်တက်မှာ၄ရက်ပွဲတွေကကျွန်တော်မျိုးသမီးနဲ့ကလေးကိုပေါ်ထုတ်ပြီးတော့ကလေးကအဲ့တော့10နှစ်ကျော်ပေါ့အခုတော့ကြောင်းတက်နေ9နှစ်ရောက်သွားပြီเนาะ10နှစ်ကျော်အဲ့ဒါကိုရအောင်ပေါ်ထုတ်ပြီးတော့မှဒီတော်လိုင်းရဲဘော်တွေလိုက်ပြီးတော့မှပို့ပေးပြီးတော့မှကျွန်တော်တို့လွတ်မြောက်တဲ့နေမြေအထိလိုက်ပြီးတော့မှပို့ပေးတယ်ပေါ့နော်ဒီဘက်တက်မ၄ဘက်ကဖွဲ့တယ်ဒါကျွန်တော်သူတို့နဲ့ပတ်သက်ပြီးသူတို့ရဲ့ကျေးဇူးတွေလည်းကျွန်တော်ပေါ်မှာအများကြီးရှိတယ်အဲ့တော့ကျွန်တော်ရဲ့တက်နိုင်တဲ့ဟာသူတို့ဘိုင်းပြီးလုပ်ပေးနေကျွန်တော်ဒီတက်မ၄နေမြေတွေကိုရောက်လာခဲ့တာပေါ့နော်ဆိုလိုချင်တာကခင်ဗျားတို့လည်းဘာလဲဆိုတဲ့ဟာကိုကိုဘာဖြစ်နေပြီလဲဘာဆက်လုပ်တင်လဲဆိုတဲ့ဟာကိုကိုကအေးအေးဆေးဆေးစဉ်းစားပြီးတော့မှရက်တပွဲတွေကိုနိုင်တဲ့ဟာဝိုင်းပြီးတော့မှလူကြီးဟောအဲ့တော့ကိုယ်တိုင်တနက်ကင်ပြီးတော့ဝင်တိုက်ဖို့မလိုဘူးချင်းတစ်ချောင်းခွဲပေးတာရေတဘုံခတ်ပေးတာလေဒေါ်လာရေးကိုကူညီတာပဲဟောသမီးတို့တစ်လုံးတည်ပေးတာလေဒေါ်လာရေးကိုကူညီတာပဲအဲ့တော့မင်းအောင်လိုင်းဘက်ကစစ်သားကလည်းပြည်သူကျွေးတာဝယ်စားတာဒေါ်လာရေးဘက်ကစစ်သားကလည်းပြည်သူကျွေးတာဝယ်စားပြည်သူကျွေးတာစားတာကြီးတူတူတော်မှာပဲကျွန်တော်တို့ကဘုံသိက္ခာရှိကြီးပြည်သူကျွေးတာဝယ်စားဘယ်ဒေါ်လာရေးဘက်တော်သားတွေကိုဘယ်ဒီကခွေးလို့ခေါ်တာခင်ဗျားကြားဘူးလေကြားဘူးလားဘိုင်းပေါ်မှာခင်ဗျားရေးတာကြားဘူးလားတွေ့ဘူးလားခင်ဗျားတို့တွေပဲဒီခွေးရဲခွေးနဲ့ခင်ဗျားတို့တွေခေါ်ခန်းနေရတာဒီဘွားကြီးကိုဝါပြစ်ပြီးတော့မှနော်မင်းအောင်လည်းအခုရေကောက်ပွဲလုပ်ပြီးတော့ခင်ဗျားတာတာရလစ်သွားပါနော်စစ်တပ်ကိုတက်ချုပ်နောက်တစ်ယောက်ပေးလိုက်မယ်တမတာကိုနောက်တစ်ယောက်ကင်ကြီးဖြစ်အခုယူနေတဲ့ကောင်တွေရှိတယ်တမတာလှုပ်ရှင်နေအောင်အမိတနန်းနေတဲ့ကောင်တွေအဲ့ကောင်တွေကိုပေးလိုက်ပြီး तू ကအေးသေးသေးဆောင်ထွက်သွားမှာခင်ဗျားတို့ဘွားကြီးကိုတော့ကဒီတုံမျောပြီးတော့ထားခဲ့တာနော်အဲ့တော့မင်းအောင်လိုက်တဲ့တစ္ဆာခံနေမဲ့သားဒီလိုဘွားမျိုးရောက်တာလေကောင်းတယ်လို့ပြောလို့ရတယ်နော်ဒါဘွားတစ်စစ်ချိုးပဲခင်ဗျားတို့ဒီကနေပြီးတော့ဒီကအဖွဲတွေစီတင်ပေးတဲ့ဟာနဲ့အခုခုပြန်ပြီးတော့မှတော်လိုင်းမှာပြန်ပြီးအခုခုလုပ်ပေးနိုင်ပါသေးလို့ဒါကျွန်တော်အနေနဲ့ကတော့ထူးခြားတယ်ပေါ့နော်ဒီတော့ဘယ်မတူခဲ့တဲ့လူတွေခင်ဗျားတို့နဲ့ကျွန်တော်နေအခုကဘက်တူလူနီးကားလို့တော့ပြောလို့ရတယ်ပေါ့နော်ခင်ဗျားတို့စိတ်ဓာတ်တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်လိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်တယ်ဟုတ်ပြီနော်ဟုတ်အဲ့တော့ကျွန်တော်ဒေါ်လာမိဘပြည်သူများလည်းကြည်ပြီးလောက်ပြီဖြစ်တယ်အဲ့တော့စကမစစ်ကောင်စီကစစ်ကော်မရှင်ကကောင်းတွေကိုလည်းတခုပြောချင်တယ်ခုနပြောတဲ့ကျွန်တော်ဒေါ်လာအင်အားစုတွေကအခုတွေ့တယ်အခုမိတဲ့ဟာမျိုးကို
ကျွန်တော်လက်ဖြားနဲ့မထိဘူးလက်သီးနဲ့မထိုးဘူးเนาะအသားနာစီတဲ့အရာတစ်ခုမှမလုပ်ထားဘူးကောင်းကောင်းမွန်မွန်ထားရတယ်ကောင်းကောင်းမွန်မွန်စကားပြောတယ်ပြောတဲ့သူကလည်းဒီစကမတက်ကိုဒီစစ်ကော်မရှင်တက်ကိုမကြိုက်လို့เนาะဗတ်ပြောင်းခိုလုံလာတဲ့ CDN ဘိုလ်မှုရာထူးကိုစွန့်ပြီးတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေပူးပေါင်းပြီးတော့အခုစကမကိုပြန်တိုက်နေတယ်အဲ့တော့ဘလောက်ကြီးပဲစစ်ကော်မရှင်ကကောင်တွေဝါရမှိုင်းဘလောက်ဖြန့်ဒီဗီဒီယိုတွေဒီတက်တွေပဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေကဘလောက်မြေတာတွေကကြီးမားပြီးတော့ဘလောက်လူဂုံတိတ်ခါလူကျင့်ဝတ်နဲ့အညီပြောဆိုဆက်ဆံလဲဆိုတာစကမကောင်တွေလည်းကြည့်ကြပါเนาะတော်လိုင်းမိဘပြည်သူတွေကတော့အများကြီးထွေထူးပြောကြမလို့ဘူးအဲ့တော့ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါလို့မြေတာရက်ခံရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်ကောင်းသောအိပ်ဆက်ခြင်းနဲ့အိပ်ဆက်နိုင်ပြီးကောင်းသောနိုးထခြင်းနဲ့နိုးထနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာမြန်မာပြည်ကိုတာယာစေတာမိတ်ဆာနေနာအာနာရှင်ကိုတော်လာနေတာမိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာနေနာမြန်မာပြည်ကိုတာယာစေတာမိတ်ဆာနေနာအာနာရှင်ကိုတော်လာနေတာမိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့